ဝမ်းသာပါတယ်နော်ကျွန်တော်ကတော့ကျွန်တော်နာမည်တော့ကိုလာဆိုလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဗုဒ္ဓဘာသာကပြောင်းလဲလာတာဖြစ်တယ်ခွန်ကြီးဝတ္တာခုနှစ်ပေါ့နော်ဒါပေမဲ့အမျိုးသမီးနဲ့ညားတယ်ရတယ်ကျွန်တော်နှစ်ချင်းခံလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘုရားကိုယုံကြည်တယ်ဆိုပြီးတော့ဗုဒ္ဓဘာသာကိုပြန်ကိုးကွယ်တာ၄နှစ်တိုင်ပြန်ကိုးကွယ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာဘုရားကကျွန်တော်ထိတ်တိုက်တွေ့ပြီးတော့မှကျွန်တော်ကဘုရားနဲ့စကားပြောပြီးတော့မှဘုရားကိုအကျွမ်းမဲ့ယုံကြည်ခဲ့တဲ့သူတော်ဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တယ်ဗာလဲဆိုတော့တကယ်ပဲကျွန်တော်တို့ဒီနေ့ဒီမှာရှင်းမရတဲ့ပွဲကဘုရားကျေးဇူးတော်ကြောင့်လေဘုရားကျေးဇူးတော်ကြောင့်ဟုတ်တယ်နော်ဟုတ်အားလုံးအတွေ့ရတာလဲအရန်ဝမ်းသာတယ်ပေါ့နော်ကျွန်တော်လည်းနှုတ်ကပတ်တော်မဝေခါရတာလဲခွန်အားမပေးရတာလဲကြာပြီဒီ9လပိုင်း3ရက်နေ့ကကျွန်တော်ဒီအမေရိကန်ရောက်လာတယ်ကျွန်တော်ထိုင်းမှာနေတဲ့အချိန်မှာတော့ကျွန်တော်အိတ်ကူလီခေါ်တယ်ပေါ့နော်ကျန်းစာလိုက်တယ်နဲ့မြန်မာပြည်လည်းပြန်ဆင်းတယ်ပုံလို့ဖို့ပဲလဲသွားတယ်အဲ့တော့ကျွန်တော်ကျန်းစာအကြောင်းတော့မအောင်ထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဘုရားကိုအရန်ချစ်ပြီးတော့အိတ်ကူလီခေါ်တဲ့သူကြောင့်ဖြစ်တယ်ကျွန်တော်ညီကောင်မ9ယောက်ရှိတယ်အားလုံးကဗုဒ္ဓဘာသာတက်တယ်ပဲကျွန်တော်ကဒီနေ့ဘုရားသခင်ကကျွန်တော်ရွေးကောက်တာဦးသီးပေါ့နော်ကျွန်တော်မိသားစုတိုင်းဝိုင်းအားလုံးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဘုရားကိုချစ်တဲ့စိတ်နဲ့ဒီနှုတ်ကပတ်တော်ဝင်ထားတဲ့အခွင့်ကိုရတာကိုဘုရားကိုအရန်ကျေးဇူးတင်တယ်ပေါ့နော်ဆရာမကအရန်ပါတယ်သူကဝိညာဉ်ပွဲသားဖြစ်တယ်နော်ဆရာကြီးနဲ့သူနဲ့ဆက်စာကိုတွေ့တဲ့အချိန်မှာပေါ့နော်သူကပြောလဲဆိုတော့ကျွန်တော်နဲ့မိသားဖွဲ့တဲ့အခါမှာဆရာနဲ့တားလေးမွေးနေမှာပေါ့နော်ဒီနှုတ်ကပတ်တော်ခွာပေးဖို့ရတယ်ဆရာမရန်နဲ့ဝမ်းသာတယ်ပေါ့နော်ခေါ်ကျင်တယ်ပေါ့နော်ပြောကျင်တယ်ခွာပေးကျင်တယ်တက်တိခံကျင်တယ်ပေါ့နော်အဲ့ဒီလိုနဲ့ကျွန်တော်အဲ့ဒီတက်လာဒီ7လပိုင်းအဝင်ထဲကနေကျွန်တော်စက်ကတ်လိုက်တယ်ဆွတ်တောင်းလိုက်တယ်အခုချိန်ထိပဲကျွန်တော်တားဆွတ်တောင်းစက်ကတ်ထားတယ်ဒီနှုတ်ကပတ်တော်ဝင်ခါဖို့ပေါ့နော်ကျွန်တော်နှုတ်ကပတ်တော်ဝင်ခါတော့မယ်ဆိုရင်အရန်နဲ့ဆွတ်တောင်းစက်ကတ်ပြီးမှအစာချောင်ပြီးမှကျွန်တော်ဝင်ခါတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဖျားသားမြတ်ဒီလိုသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒေသနာ373မှာဗာပြောလဲဆိုတော့လူတိုင်းစားတော့ခြင်းက၎င်းမိမိစ조사အားထုတ်မြတော့အမှု၌ပျော်မွေ့ခြင်းက၎င်းဘုရားသခင်ကျေးဇူးတော်ကြောင့်သာခွင့်ရှိတယ်တဲ့ဒီနေ့ဘုရားအခွင့်မရှိရင်ဒီပွဲဟန်ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒီနေ့ဆရာမဝင်ခါသွားတဲ့ခွန်ကရတယ်ပေါ့နော်ရက်ခွန်ရတယ်ဗမာလိုဟောသွားတာပေါ့နော်ကျွန်တော်အတင်းတော်မှာသွားတယ်တစ်ပတ်နှစ်ပတ်သုံးလေးပတ်သွားတယ်ခွန်မရဘူးကျမ်းစာပါပြောလဲအကန့်ရင်လမ်းပြရင်ကြောက်ထဲကြမယ်ကျွန်တော်ကလည်းကိန်းလိုမတက်သူတို့ကလည်းဗမာလိုနားမလဲကိန်းလိုပဲဟောအရက်နဲ့ဒုက္ခရတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဆရာမနဲ့မိသားဖွဲ့တဲ့ခါမှာအရက်ခွာရတယ်နော်ဆရာမဒီနေ့ဝင်ခါသွားတဲ့ခါမှာအရက်ခွာရတယ်နော်အဲ့တော့ဒီနှုတ်ကပတ်တော်မသွားခင်ကျွန်တော်နိုင်ငံရေးစတောင်းခြင်းပါတယ်မြင့်မြတ်တရှိဆောင်ရဲ့အနန္တတကွင်းပြည့်စုံတော်မူသောမေတ္တာတော်ရှင်ဖာကိုတော့ကျေးဇူးတင်တယ်ဒီနေ့ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒါလီမွေးနေ့ပွဲမှာကျေးဇူးတော်ရှင်မချင်းနှုတ်ကပတ်တော်ခွန်အားပေးခြင်းအစီအစဉ်လုံးစုံအတွက်ဘုရားသခင်လက်ထက်အနံပါတယ်ရောက်စီတိုင်းဝိညာဉ်နာကိုဖွင့်လှစ်ပေးပါဝိညာဉ်နှလုံးသားတကားကိုဖွင့်လှစ်ပေးပါဝိညာဉ်မျက်စိကိုကြားသိမြင်စေပါဒါမျိုးနှောက်ရှာတဲ့ခန္ဓာစိတ်ဝင်အလုံးစုံမှာဘုရားသခင်အသုံးပြုတော်မူပါဒဇာမလာဖြစ်အသုံးခံပါတယ်ဗျဒီနေ့သားရဲ့ဆွမ်းဆန်းဉာဏ်ပြန်အပြည့်ခေါ်ပြောခြင်းမဖြစ်စေပဲတန်ရှင်းသောဝိညာဉ်တော်ဘုရား၏လမ်းပြသွင်းခြင်းပဲ့ပြင်ခြင်းခေါ်ပြောခြင်းဖြစ်စေပါမည်ကြောင်းဓမ္မရီတို့သားတို့ယေရှုဘုရား၏နာမတော်ကိုမြည်ပြီးဆုတောင်း၏စက္ကန့်နဲ့အစာပြီးတောင်းချပါတယ်မေတ္တာတော်ရှင်ဖခင်ယေရှုပြသခင်အာမင်အဲ့တော့ဘုရားသခင်ဘာပြောလဲဆိုတော့ဒီနှုတ်ကပတ်တော်နဲ့ကျွန်တော်သွားခြင်းတယ်ပေါ့နော်အနေငယ်ဝင်းနေနှုတ်ကပတ်တော်မသွားခင်မှာဆရာမလည်းပြည့်စုံသွားတော့ဟောသွားပြီးပြီကျွန်တော်လည်းထပ်ပြီးတော့ဆုတောင်းစက္ကန့်ထားတဲ့အရာကိုတက်ပြီးတော့ခွာပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ယုံကြည်သူတွေကကျွန်တော်တို့နော်နှုတ်ကပတ်တော်နားထောင်တဲ့အခါမှာလူက7:28မှာဗာပြောလဲဆိုတော့မြတ်စွာသောမင်္ဂလာရှိတယ်တဲ့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်နားထောင်တဲ့အခါမှာမြတ်စွာသောမင်္ဂလာရှိတယ်ဘာမင်္ဂလာလဲဖယားသခင်ပေးမဲ့ကောင်းကြီးမင်္ဂလာကိုအကြီးအကျယ်ကျွန်တော်တို့သိမ့်ပိုင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ယာကုပ်မှာလည်းဗာပြောတာလဲဆိုတော့နှုတ်ကပတ်တော်နားထောင်ဖို့သိအောင်နေမရဘူးလေလိုက်ရှောက်မှာဖြစ်တယ်တဲ့နားလည်လားမသိဘူးပေါ့နော်ကျွန်တော်ဒီဗမာလိုပြောတာပေါ့နော်နားလည်ဆိုလဲနားမလဲသူရှင်းပြပေါ့နော်ကျွန်တော်လည်းဟုတ်ကဲ့ဝါသာပါတယ်ဒါတကယ်ဟောရေးပေးပါသေးနော်အဲ့တော့ကျွန်တော်ပြောချင်တယ်နော်ဘယ်ကျမ်းစာကိုကျွန်တော်သွားချင်လဲဆိုတော့လူက7:28မှာနှုတ်ကပတ်တော်နားထောင်ရင်မြတ်စွာသောမင်္ဂလာရှိတယ်တဲ့နော်အဲ့တော့တချို့ကြတော့ဒီနှုတ်ကပတ်တော်ဟောတဲ့အခါမှာဘယ်လိုဟောလဲဆိုတော့နော်ဖိလိပ္ပိခန်းကြီး1:15-18ကိုချက်ခွာယူကြပါတယ်နော်ဖိလိပ္ပိခန်းကြီး1:15-18ကိုကျွန်တော်အတူတူဖတ်ရအောင်လူအချို့တို့သည်ညူစုရန်တွေ့ရင်သောစိတ်သဘောနှင့်ခရစ်တော်၏တရားကိုဟောပြောကြ၏အချို့တို့သည်စေတနာစိတ်နှင့်ဟောပြောကြ၏
ငါသည်အင်္ဂလိပ်တရားကိုထောက်မဖို့ရာခန့်ထားသောသူဖြစ်ကြောင်းကိုဤသူတို့သည်ခရစ်တော်၏တရားကိုမေတ္တာစိတ်နှင့်ဟောပြောကြ၏ထိုသူတို့သည်ကြည်ပြူသောစိတ်မရှိချီနှောင်ခြင်းကိုခံရသည့်တွင်တာ၍ဆင်းရဲစေမည်ဟုအကြံရှိ၍ရန်တွေ့သောစိတ်နှင့်ဟောပြောကြ၏တဲ့နော်အဲ့တော့နှုတ်ကပတ်တော်ဟောတယ်ဆိုတာကကျွန်တော်ခွန်အားပေးချင်တာကပေါ့နော်ကျွန်တော်ဒီနေ့ဘု து ကိုမှကျွန်တော်နှုတ်ကပတ်တော်နဲ့ဂိုင်ပေါက်တယ်ဆိုတာမရှိသေးဘူးနော်အရောက်စီတိုင်းနှလုံးသားထဲမှာထိမိတိဆောက်ဆရာဖြစ်ဖို့ပဲဟောပြောမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဂလာတိခိုင်း1ခိုင်း16မှာဒီနှုတ်ကပတ်တော်ညှိပြီဆိုရင်နားထောင်လို့မရဘူးနော်ဘာဖြစ်လို့နားထောင်လို့မရလဲဆိုတော့ခရစ်တော်ဤဂျေဇုအားဖြင့်မပါဘဲနဲ့ရှားအကြောင်းအရာတက်တက်ပဲဟောမယ်ဆိုရင်နားထောင်လို့မရဘူးတဲ့နော်ဂလာတိ6ချက်ခွာယူမယ်နှုတ်ကပတ်တော်ကိုနှလုံးသွင်းစီခြင်းပြီးတော့ခွာယူဖို့ကျွန်တော်တိုက်လို့ခွာပေးခြင်းတယ်ပေါ့နော်တကယ်ပဲနှုတ်ကပတ်တော်ကျွန်တော်တို့အတွက်တကယ့်ကိုကောင်းမြတ်တဲ့အရာတစ်ခုဖြစ်တယ်နော်ဂလာတိခိုင်း1ခန်းငယ်6ကိုကျွန်တော်ခွာယူပါခရစ်တော်၏ဂျေဇုအားဖြင့်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမျှလောက်မြင်မြတ်ခွာ၍သင်တို့သည်အခြားသောအင်္ဂလိပ်တရားကိုခံယူကြသောကြောင့်ငါသည်အံ့ဩခြင်းရှိ၏ထိုအင်္ဂလိပ်တရားသည်အင်္ဂလိပ်တရားမဟုတ်သင်တို့ကိုနှောက်ယှက်၍ခရစ်တော်၏အင်္ဂလိပ်တရားကိုမှောက်လိုက်ခြင်းသောသူအချို့ရှိကြ၏နော်အဲ့တော့ခရစ်တော်၏တရားကိုဟောပြောတဲ့အခါမှာကျွန်တော်တို့မှန်ကန်စွာတိကျစွာပြတ်တသားကောင်းကောင်းမွန်မွန်ဟောပြောမှာဖြစ်တယ်နော်သမင်တကတေးသေးချာချာကိုလေ့လာပြီးတော့မှနော်ခောက်ကာဖတ်ရှုပြီးတော့မှပဲမမားရအောင်ကျွန်တော်ဟောမှာဖြစ်တယ်နော်နှုတ်ကပတ်တော်ကဘာပြောလဲဆိုတော့စေတိုးစရာတယောက်မှားလို့ရှိရင်တဲ့တယောက်ပဲတည်တယ်တရားဟောစရာတယောက်မှားရင်အားလုံးတည်တယ်တဲ့နော်မမှားဖို့အတွက်အရန်ကိုစွတောင်းဆက်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ချက်ပြဖတ်ကျင်တယ်ဘာတွေ့လဲဆိုတော့တိုးတော်လဲတင်တို့ဒီတဲ့ငါတို့ဟောပြောသောအင်္ဂလိပ်တရားမှတပါအခြားသောအင်္ဂလိပ်တရားကိုငါတို့ဒီဟောပြောသော၎င်းကောင်းကင်ဘုံမှလာသောကောင်းကင်တမန်ဟောပြောသော၎င်းဟောပြောသောသူဒီကျင့်တော်မူခြင်းကိုခံစေတဲ့ကျွန်တော်တို့လူမပြောနဲ့အသိဥစ္စာမပြောနဲ့တရားဟောဆရာမပြောနဲ့အင်္ဂလိပ်ဆရာမပြောနဲ့ကောင်းကင်ဘုံကကောင်းကင်တမန်ဆင်းပြီးတော့ဟောပြောနေတာမှခရစ်တော်ကြီးလက်ဝါးကတိုင်တရားကျေးဇူးတော်တရားမပါဘူးဆိုရင်တဲ့ကျင့်တော်မူခြင်းခံစေတဲ့ကျင့်ခြင်းခံမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နှုတ်ဘက်တော်ဟောတဲ့အခါမှာမမှားဖို့အရန်ကိုကူးစားရတယ်ပေါ့နော်အဲ့တော့တကယ်ပဲဘုရားသခင်ကောင်းမြတ်တယ်နော်ဒီနေ့ကျွန်တော်ဒီခေတ်ဆိုးသောကာလကြီးမှာနောက်ဆုံးသောကာလကြီးမှာနော်အခုဆိုရင်ကျွန်တော် live ဖွင့်ကြည့်တဲ့အခါမှာပေါ့နော်ယေရှုကအခုလောကကိုကြွလာပြီတဲ့ယုံလားမယုံဘူးဘာဖြစ်လို့မယုံလဲစမ်းစာနဲ့မကိုက်ညီလို့နော်အခုယေရှုကတဲ့တရုတ်ပြည်မှာပေါ့နော်အနာထတကူချင်းကန်းကျွန်တော်နေ့တိုင်းပဲနားထောင်ရှိတယ်နော်ဒါမဲ့ကျွန်တော်ခွားမိဘူးမာယုံတဲ့အတွက်ကြောင့်မိစ္ဆာပရောဖက်တွေဖြစ်တယ်နှုတ်ကပတ်တော်ကလေကျွန်တော်တခုပြောချင်တယ်ပေါ့နော်စမ်းစာနဲ့မကိုက်ညီလုံးဝနားမထောင်ပါနဲ့ဂလာတိတစ်ချောင်းနဲ့ညီလုံးဝနားမထောင်ပါနဲ့အရန်ကိုကြိမ်တော်မူခြင်းခံမှာဖြစ်တယ်နော်ကောင်းခြင်းမင်္ဂလာမခံစားဘဲနဲ့အမင်္ဂလာခံစားသွားတတ်တယ်အဲ့တော့ယေရှုကလည်းအခုလောကကိုကြွလာပြီတဲ့တရုတ်မှအဖြစ်ဝင်စားပြီးတော့မှလောကမှာလူတွေကိုရှေ့တောင်သိမ်းစီးတော့ချက်မှမဟုတ်ဘူးပေါ့နော်ယေရှုကလောကကိုဆင်းကြွလာတဲ့ခါမှာလူတွေကိုယုံကြည်သူတွေရှေ့တောင်သိမ်းစီးတဲ့ခါမှာမိုးတိမ်ပေါ်ကနေတဘိုးခရံမဟုတ်ပြီးရှေ့တောင်သိမ်းစီးမယ်ဆိုတော့တွေ့ရတယ်အဲ့ဒါပထမအကြိမ်နော်ဒုတိယအကြိမ်ကျတော့သူကတန်လွင်တောင်နင်းမယ်တဲ့ရှေ့တောင်ချမယ်တန်လွင်တောင်နှရှမ်းပွဲမယ်အခုယေရုရှလင်မြို့အနီးတစ်ဝိုက်ကလူတွေကအဲ့တန်လွင်တောင်စုကုန်ပြီ2012တော့နော်တန်လွင်တောင်လေးလက်မှကွဲသွားတယ်ရှေ့တောင်ရင်းလာတော့မယ်ဆိုပြီးတော့ပေါ့နော်တေးကြနေပြီရှေ့တောင်ရင်းလာတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီခဲဆိုတော့ကာလာကြီးမှာနောက်ဆုံးတော့ကာလာကြီးမှာဘာသာတွေကတအားများတယ်ဆရာတွေကလည်းအယမ်းများတယ်ဟောပြောခြင်းတွေအယမ်းလွဲတာတွေအများကြီးပဲကျွန်တော်ရင်းဆိုင်ကြုံတွေ့ရတယ်ကျွန်တော်ဆိုရင်ဗုဒ္ဓဘာသာတွေပြောင်းလဲလာခရစ်ယာန်တွေရောက်လာထိပြေလဲစရာအကျင့်ချင်းခါကအပုံပုံမလဲကျွန်တော်လဲခဲ့တယ်နော်ဒါပေမဲ့ဖခင်ကကျွန်တော်ထိတ်တမတွေ့မချင်းစကားမပြောမချင်းကျွန်တော်ဘုရားရှိခိုးမှာဖောက်ပြန်တယ်ရုပ်တုစင်တို့ပြန်ကိုယ်ပွင့်နေတဲ့ကျွန်တော်အဲ့ဒီအချိန်မှာတည်သွားခဲ့မှဆိုကျွန်တော်ဝင်းရတင်ញိုင်ကုန်မယ်ဒီခန္ဓာသိရင်လောကခန္ဓာတင်ញိုင်ကုန်သွားမယ်ဝင်းရင်သိရင်ထာဝရငရဲမိအိုင်ဆိုတဲ့တင်ញိုင်ကုန်သွားမှာဖြစ်တယ်ဆုံးသွားမှာအရှာရေးကြည့်တယ်ပေါ့နော်အနှုတ်ကပတ်တော်ကိုကျွန်တော်မှန်ကန်စွာတရားအတိုင်းတိကျစွာလိုက်ရှောက်နိုင်ဖို့ရတော့အရေးကြီးပါတယ်လို့နော်အဲ့တော့ဒီနေ့ဝင်တဲ့အတွက်ကျွန်တော်ဆက်သွားအောင်ပေါ့နော်ဇလံ90 23နော်
ကျေးဇူးရှင်မရင်ရစ်ကိုပူဇော်တော်သူဒီငါ့ဘုံကိုထင်ရှားစေတော်သူပြီးမိမိတော်သောလမ်းကိုသင်ញင်တော်သူအားလည်းကဲနေတော်မူခြင်းကျေးဇူးကိုငါပြမည်ဟုထာဝရဘုရားမိန့်တော်မူ၏တဲ့ခုနကတော့ဆရာမကတော့ပြောပါရဲ့နော်စာလံ120ခုမှာဖမ်းမြင်တော်သားသမီးတို့ဒီဘုရားသခင်ဆုချိုက်ပေးသနာတော်မူသောအမွေဥစ္စာဖြစ်တယ်တဲ့ဟုတ်တယ်ကျွန်တော်တို့ဘုရားပေးတဲ့အမွေဥစ္စာဖြစ်တယ်ကျွန်တော်ရဲ့အမွေပဲဖြစ်တယ်ပေါ့နော်ဒီအမွေကိုကျွန်တော်ဘယ်လိုထိန်းသိမ်းမလဲဒီနေ့လောကမှာရှိရင်လောကသားတွေကအမွေပေးကြတယ်အမျိုးမျိုးကျွန်တော် line ကိုဖွင့်ကြည့်တဲ့အခါမှာနော်နဗန်းမင်းသားတွေရဲ့စကားတွေကျွန်တော်ကြည့်မိတဲ့အခါမှာသူတို့သားတွေကိုသူတို့ရဲ့အမွေပေးတယ်နဗန်းပြည်သူတို့ရဲ့ပညာကိုပေးတယ်သူတို့ပညာအဖြစ်သူတို့ကငွေရှာတယ်ဒါပေမဲ့သူတို့ဘာနဲ့ကြီးထွားလဲသူတို့ခန္ဓာနဲ့စိတ်မှာအစဉ်တိုင်းကြီးထွားသွားတယ်ဇာတိပဂတိသဘောနဲ့ကြီးထွားတယ်ကျွန်တော်ယုံကြည်သူဘုရားသားသမီးတွေရဲ့သားသမီးတွေကိုကျွန်တော်ဝိညာဉ်သဘောနဲ့အစဉ်တိုင်းကြီးထွားဖို့ရအတွက်ဘုရားလိုရှိတယ်ဒီနေ့ကျွန်တော်ကြည့်တယ်လက်ဝိတ်ဆရာဆာလာအောင်လာအဆန်သူ့သားကိုလက်ဝိတ်ပညာအမွေပေးတယ်နော်ရိုနယ်ဒိုကြည့်တယ်သူ့ရဲ့သားကိုဘောလုံးပညာကိုအမွေပေးတယ်ဒီနေ့ကျွန်တော်ယုံကြည်သူဘုရားသားသမီးကျွန်တော်သားသမီးကိုအမွေပါပေးမလဲတချို့ကတော့ငါသားလေးမွေးလာရင်တော့ဟာစစ်ဘိုလ်ကြီးဖြစ်ပါစေငါသမီးမွေးလာရင်တော့ဒေါက်တာဝိုင်းဖြစ်ပါစေမှားတယ်မဟုတ်ဘူးဒါဘုရားခင်ရှိမှမှားတယ်ကျွန်တော်အခုသားသမီး3ယောက်ရှိတယ်ကျွန်တော်သမီးတွေကျွန်တော်ပြောတယ်သမီးအမှုတော့ဆောင်းမယ်သားအမှုတော့ဆောင်းကျွန်တော်သားကြီးလာရင်တိတ်ခါတော့ဆရာကြီးဖြစ်ရမယ်ကျွန်တော်သမီးကြီးလာရင်ပရောဖက်ဆရာမကြီးဖြစ်ရမယ်ကျွန်တော်သမီးအခုငယ်ရတဲ့အခုပရောဖက်ပြုလာပြီပေါ့နော်ကျွန်တော်လက်တင်ပေးတဲ့ဆရာတွေကတေသောသူကိုရှင်ပြန်ထမ်းတော့စီတဲ့ဗိတ်သိက်ရတာတဲ့တကိုးရတာတဲ့ဆရာဖြစ်တယ်ဟိုးမြန်မာနိုင်ငံဖားကနေတော့ဆရာဦးစောဆန်းဆိုတာမရှိခတော့အတင်းတော့နော်ကျွန်တော်လက်တင်ပေးသွားတယ်နော်စစ်တောင်းပေးသွားတယ်အဲ့တော့ကျွန်တော်သူစစ်တောင်းပေးတဲ့အချိန်ကစပြီးလက်တင်ပေးတဲ့အချိန်ကစပြီးတော့ကျွန်တော်အမှုတော်ဆောင်တာမနာမနေပဲကျွန်တော်လုပ်တယ်ဘုရားကိုရှစ်လို့ပေါ့နော်အစတော့ကျွန်တော်ရုပ်တုစင်းတုကိုကျွန်တော်ကူးခွေခဲ့တယ်ကျွန်တော်ပြောင်းလဲတာကစာလံ115ငယ်ထိကနေရှစ်ထိနှုတ်ရှိရစကားမပြောတဲ့မျက်စိရှိရမမြင်တဲ့နားရှိရမကြားတဲ့လက်ရှိရမကိုင်တဲ့ခြေရှိရမသွားတဲ့လေချောင်းရှိရအတန်မပြုတ်တတ်ပါတကားလှုပ်တော်သူလည်းအတူတူကိုးစားသူလည်းအတူတူပါတကားတဲ့ကျွန်တော်ဒီနေ့ဖခင်စစ်မှန်တဲ့ဗုဒ္ဓံစစ်ဗုဒ္ဓံမှာဖခင်စစ်ဖခင်မှာကိုကျွန်တော်ရရှိလိုက်တာဖြစ်တယ်ကျွန်တော်ဖခင်ပြောင်းသွားတာဘာသာပြောင်းတာမဟုတ်ဘူးကျွန်တော်ဒီနေ့ဘာသာလဲဗုဒ္ဓဘာသာပဲဖြစ်တယ်တစ်တုံးကိုကျွန်တော်ဖခင်ခေါ်လို့မရဘူးကြောက်တုံးကိုဖခင်ခေါ်လို့မရဘူးတတိဆန်တကောင်ကျွန်တော်ဖခင်ခေါ်လို့မရဘူးခေါ်လို့ရတယ်လူကတတ်မှတ်ပြီးခေါ်လို့ရတယ်ဗုဒ္ဓံစစ်ဗုဒ္ဓံမှာမဖြစ်လာဘူးဖခင်စစ်ဖခင်မှာမဖြစ်လာကောင်းကင်ရဲ့မြေစက်ကြဝဠာကိုတောတောင်ရေမြေကျယ်တွေလိုက်နက်ခတ်တာရတယ်ဖန်ဆင်းတာအရှင်သာလျင်ဖန်ဆင်းခြင်းထာဝရဘုရားဗုဒ္ဓံစေဗုဒ္ဓံမှာဖြစ်တယ်ဆိုတော့ကျမ်းစာကကျွန်တော်ဖော်ပြတာအဲ့တော့ဒီကျမ်းစာမှာကျွန်တော်အနက်ဖွင့်တယ်ကျွန်တော်ဗုဒ္ဓဘာသာဗိဒက3ပုံလက်ခုပ်တစ်ပုံရှိတယ်ဒီကျမ်းစာတအုပ်ပဲရှိတယ်ဒါပေမဲ့ကျွန်တော်2002ကနေအမျိုးသမီးနဲ့ညားပြီးတော့ကျွန်တော်နှင်းချင်းခံလိုက်တယ်ဘုန်းကြီးဗုဒ္ဓဘာသာပြန်ဥပုံချတယ်4နှစ်ဒါပေမဲ့တိတ်နေ့မှာကျွန်တော်ကိုဘုရားကစကားလာပြောတယ်ညတကောင်ကျော်ကျွန်တော်တွေ့တယ်2နာရီလောက်ကျွန်တော်ထင်တာကဗုဒ္ဓဘာသာတွေကဒီထွက်ရပါပုံကိုယ်တွေလို့ကျွန်တော်ထင်တယ်ဘုံမင်းကောင်တို့ဘိုးဘိုးအောင်ဘိုးစာခင်ရဘိုးဝိတ်စာအဲ့ဒါတွေထင်တာဒါပေမဲ့ကျွန်တော်လက်တွေလိန်ချိုးတယ်ကားတွေလက်ရှောက်တွေကာလီတွေထိုးတယ်လက်တွေလိန်ချိုးတယ်မိသားစုကျန်တဲ့ကျွန်တော်မှောက်ကောင်မအိတ်ကျွန်တော်အဲ့ဒီပုံကိုယ်တွေထင်ပြီးတော့ခဲအဖိုးပြကျွန်တော်ကိုကျွန်တော်ပြောတယ်မရှောင်မရှိနဲ့ကျွန်တော်အခုဒီအကြောင်းပြောကြက်သိမ်းထားတယ်ကျွန်တော်ကိုဘယ်ဆရာမှအိမ်ကလေးမဟောခဲ့ဘူးကျွန်တော်မပြောင်းလဲဘူးဟောခဲ့တဲ့သူရှိတယ်မပြောင်းလဲဘူးဒီနေ့ကျွန်တော်ဘုရားကိုယ်တိုင်ထိတ်တိုက်မျက်နှာတွေ့ပြီးတော့မှပြပြီးတော့မှကျွန်တော်ဘုရားကိုယုံကြည်တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီညတင်ရမှာကျွန်တော်လက်တွေလိမ့်လက်ချိုးချက်ပြီးနှိုးတဲ့အခါမှာငါသားထားမဲတေနေတဲ့ခရိယာမပြောအသက်ရှင်တဲ့ခရိယာပြောအာမင်ကျွန်တော်ယုံကြည်သူအသက်ရှင်တဲ့ခရိယာဖြစ်ရမယ်တေနေတဲ့ခရိယာဖြစ်လို့မရဘူးကျွန်တော်တေနေခဲ့တယ်ခရိယာနဲ့မှာတေနေခဲ့တယ်တကယ်ပဲအဲ့တော့ဘုန်းတော်ဘာလိုက်ပါခဲ့မယ်ဆိုလဲ sorry ပေါ့နော်ခွင့်လို့ပြပါကျွန်တော်ရဲ့အသက်တာကိုကျွန်တော်သိခါတာဖြစ်တယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာကျွန်တော်မစော်ပါဘူးကျွန်တော်ဖုန်းကိုဆက်တာ9နှစ်ကျွန်တော်တရားကြင်ကြံကြိုးကိုအထုတ်ချွတ်မှတ်ပါများခဲ့တယ်ပဋ္ဌာန်းတွေရုပ်ခဲ့တယ်လာနေရှိပြီးတော့15ရက်ပဋ္ဌာန်း1လပဋ္ဌာန်း3လပဋ္ဌာန်းနော်ဘုရားဘာသာတရားကျွန်တော်ကောင်းကောင်းဟောနိုင်ဟုတ်ကဲ့တယ်နော်အဲ့တော့ကျွန်တော်အဲ့ဒီဘုရားထင်တယ်ကျွန်တော်ပြပါကျွန်တော်မျက်နှာပြဘုရားဘာပြောလဲဆိုတော့ကျွန်တော်ကျမ်းစာပါမှနားမလဲသေးဘူးကျမ်းစာလည်းတစ်လုံးမှမသိသေးဘူးဘုရားကိုဆိုတာလည်းယုံတော့ယုံတယ်ဆိုပြီးနှိမ့်ချင်းခံတယ်ဆိုပြီးတော့နှိမ့်ချင်းခံပြီးတော့ကျွန်တော်သွားရှင်တိုင်းသွားလှုပ်ရှင်တိုင်းလို့အသက်ရှင်နေတာတိတ်နေတဲ့ခေတ်ရမှာအဲ့ဒီဘုရားနှိုးတဲ့နေ့ကစပြီးတော့ကျွန်တော်ပထမကျွန်တော်ဗုဒ္ဓဘာသာကျွန်တော်အပိအပိုင်ဆွန့်လို့ပြကျွန်တော်နှိမ့်ချင်းခံပြီးတဲ့အခါမှာကျွန်တော်ညီမမောင်နှမ9ယောက်ရှိတယ်မိသားစုချွေမျိုးအတိုင်းဝိုင်းဂေါဘခအဖွဲ့တွေဘုရားလူကြီးတွေကျွန်တော်မောင်းထုတ်တယ်သွားထွက်ပြပြေးဒီရွာလေးဝင်အမင်္ဂလာရှိတယ်မင်္ဂလာမရှိဘူးပေါ့ဒီလိုမျိုးတ
ကျွန်တော်ပေါ့နော်မောင်းထုတ်ခဲ့ရတယ်မောင်းထုတ်ခါရတယ်မိသားစုစင်ရပဲခါအဖေမေကပြောတယ်ငါသားမင်းဖုန်းကြီးဝှက်ပေးခဲ့တာ9နှစ်တောင်ကွာရက်ဆက်လိုက်ပြောတယ်မျိုးမျိုးပေါ့နော်ကျွန်တော်ဗာပြန်ပြောလဲကျန်းသာနားမေဘုရားအောင်မသိကျွန်တော်ဗာပြန်ပြောလဲရောမမနေရောမမကျင့်ပေါ့ရောမလူကျင့်ပေါ့မိမနောက်လိုက်ပေါ့မိမရတော့ခိရမနာရတယ်လေခိရနောက်လိုက်ပေါ့ဒီလိုပဲကြောင်ပြန်ဖြေရတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဘုရားကိုတိလာတဲ့အခါမှာကျွန်တော်ရွာကိုပြန်တယ်အိမ်ကူကြီးခေါ်တယ်အဲ့ဒီဂောဘကတွေရောအဲ့ဒီမောင်းထုတ်တဲ့လူတွေရောမေတ္တာပြပြီးကျွန်တော်အိမ်ကူကြီးပြန်ခေါ်အခုပြောင်းလဲလာတယ်ညိုမောင်နှမ9ယောက်ထဲမှာမွေးပေါင်းအားလုံးဆိုရင်အများကြီးပဲဝင်ဝဲတွေအားလုံးအဖေဘက်အမေဘက်အမျိုးစီဆိုရောက်ပေါင်း200ကျော်ရှိဒီနေ့4-5ယောက်ပြောင်းလဲလာပြီပေါ့နော်အာမင်ဒါသခင်ကျေးဇူးတော်ကြောင့်ပဲပေါ့နော်အဲ့တော့ဒီနေ့ဆရာမကကျွန်တော်ပြောတယ်ဆရာကြီးဒီနောက်ကမှပတ်သက်ပြီးခွန်ပေးပေါ့နော်ဟိုတကယ်ကျမ်းစာကြောင့်ပြီးတဲ့ဆရာမကြီးနေမိတ်ဆက်ပေးမယ်ရှင်း3-4ဘက်ရှိတယ်ခင်3-4ဘက်ရှိတယ်ဝမ်းတာတယ်ဒါဝိညာဉ်ပွဲသားလေးဘုရားသခင်ကောင်းကြီးအများကြီးပေးမယ်ကျွန်တော်ကဘုရားကိုတအားဆုတောင်းဆက်ကလာတဲ့အချိန်မှာကျွန်တော်3ရက်အစာချောင်ဆုတောင်းတဲ့အခါမှာဘုရားကျွန်တော်မိတ်ဆက်ကိုပေးလာကျွန်တော်လူနဲ့စကားမပြောတော့ဘုရားနဲ့ပဲသွားတကယ်ပဲအဲ့မှာဆုတောင်းတိုင်းအကုန်လုံးအဆင်ပြေလာတယ်အောင်မြင်လာတယ်ပြေးသွားတယ်အခုကျွန်တော်ဆိုရင်ဥပ္ပယအတင်းတော်အတင်းသူတင်သားဆရာသမားတွေအဖွားတွေအဖိုးတွေပေါ့နော်အားလုံးပေါ့နော်ကျွန်တော်ဆုတောင်းပေးခဲ့တယ်အခုဖုံးဆက်ပြီးတကယ်လုံးဆုတောင်းခံတယ်ဟိုမှာကိုဗစ်ရောဂါဖြစ်နေကျွန်တော်ဆုတောင်းပေးတယ်အခုပြောက်ကုန်သတ်တာနော်သူတို့တက်ပြီးခံလာတယ်ဒါကကျွန်တော်ကြောက်မဟုတ်ဘူးကျွန်တော်ဘာမှတက်တဲ့ကောင်မဟုတ်ဘူးဘာမှမဟုတ်ဘူးကျွန်တော်နှောက်ကြီးပုံနဲ့ကောင်ပဲဘုရားသခင်ရွေးကောက်နော်အဲ့တော့ဘုရားကကျွန်တော်ကျေးဇူးတော်ကြောင့်ပဲကျွန်တော်ဒီအရာတွေရရှိလာကျွန်တော်အမျိုးမျိုးသောဘာသာစကားရတယ်ရောဘတ်စုကျေးဇူးရတယ်နော်ဒီအနာရောဂါငြိမ်းတဲ့စုကျေးဇူးတွေကျွန်တော်ရလာတယ်အပြည့်အဝရထားတယ်ဒါဘုရားသခင်ကျေးဇူးကြောင့်ကျွန်တော်အခုဗာမြင်တယ်ယူပါယုံမြင်ဒီထဲမှာကျွန်တော်2ယောက်ရှိတယ်ပေါ့နော်ဆရာမ1ယောက်နဲ့ဆရာဟိုးတာတော့တူရဲ့ယောက်ျားပေါ့ဘုရားသခင်ကြီးကျယ်တုံးမယ်လို့ကျွန်တော်သူတို့ပြောပြီးပြီပေါ့နော်ဒီနေ့သုံးပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီနေ့ခွာပေးခြင်းတယ်ဘာလဲဆိုတော့နော်ကျွန်တော်ယုံကြည်သူကဘုရားသခင်ရှေ့မှာမှန်ကန်စွာသက်ရှင်ဖို့အများအတိုင်းကြီးတယ်ပေါ့နော်မွေးနေ့နဲ့ပတ်သက်တဲ့အကျမ်းဘက်ကိုထပ်ပြီးတော့သွားကြပါမယ်ယေရှုကလည်းအစဉ်တိုင်းကြည်၍ပညာတိုးပွားလျက်ဘုရားသခင်ရှေ့လူတို့ရှေ့မှာမျက်နှာရတော်မူ၏တဲ့ကျွန်တော်တို့ကိုပေးထားတဲ့ဘုရားသားမီးပေးထားတဲ့အမွေကကျွန်တော်တို့ရဲ့ယေရနာပဲဖြစ်တယ်နော်ယုံကြည်သူဟာတဲ့ကျမ်းစာမှာယေရနာတစ်ပါးဖြစ်တယ်တဲ့နော်အဲ့လောကသားတွေကသူတို့တက်တဲ့ပညာနဲ့သူတို့အမွေပေးတယ်ကျွန်တော်အဖေဆိုရင်ကျွန်တော်တိုင်းပညာသင်ပေးတယ်ညီကောင်မောင်နှမ9ယောက်ထဲမှာယောက်ျား5ယောက်ပါတယ်မိန်းကလေး4ယောက်တိုင်းပညာသင်ပေးတဲ့အမွေတဲ့ကျွန်တော်အကိုတယောက်တော့တအားလက်သွက်တယ်တအားမြန်တယ်ဒီများထူထောင်ရိုင်းနဲ့ထိုးတော့ကြိတ်တာတအားမြန်တယ်ဒီများတအားကြောက်တယ်ကျွန်တော်ကြတော့အာကုတုံနဲ့အကျိုးမပေးဘူးကုတုံနဲ့ပဲအကျိုးပေးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့အမွေပေးမယ်ကျွန်တော်သားပြီးနှုတ်ဘက်တော့အမွေပေးရမှာဖြစ်တယ်ကျွန်တော်အမျိုးသမီးဆိုသူသားတွေတယောက်ပြီးတယောက်ဆိုနှုတ်ဘက်တော့အမွေပေးတယ်ပေါ့နော်ဒီနေ့ဝิญဉ်မိခင်တွေဝิญဉ်ဖခင်တွေအများကြီးပဲတွေ့ရတယ်ကျွန်တော်တို့ဒီမှာလာပြီးတော့နှုတ်ဘက်တော့လာပေးနေတာကကျွန်တော်တို့ကိုအမွေလာပေးနေတယ်ဆိုတာကိုတန်ဖိုးဖြတ်လို့မရတဲ့ရေဒနာတစ်ပါးအမွေကိုလာပေးနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်ခွာရပါတယ်နော်အဲ့တော့ကျွန်တော်လူအသက်တစ်ချောင်းကကိုယ်တော့လက်မဆမ်းဘူးစမ်းတော့လက်မကိုယ်ဘူးလူအသက်တစ်ချောင်းသိနိုင်တယ်လူရဲ့အသက်ကဘုရားသခင်မှုတ်သွင်းတဲ့ဇီဝအသက်ဝိညာဉ်ဖြစ်တယ်ဇီဝိတတက်ကကိန်းနေဇီဝအသက်ဒီဘုရားသခင်မှုတ်သွင်းတော်မူတယ်တဲ့ကြားတာမှာဇီဝိတံဝရောဘုရားဇီဝအသက်ဒီဘုရားသခင်ပိုင်တယ်ကျွန်တော်တို့ရဲ့အထင်းထဲမှာခန္ဓာစိတ်ဝိညာဉ်သုံးပါးတဲ့ဇီဝအသက်ဝိညာဉ်ကိုဘုရားသခင်ပိုင်တယ်သူ့ပဲပိုင်တယ်သူ့ပဲဆိုင်တယ်သူ့ပဲကျွန်တော်တို့ကိုဘုရားရှင်ကိုရှိတယ်ငရဲကိုပုံမှန်လဲသူ့ပဲကောင်းကင်ခေါ်တယ်မှာလဲသူ့ပဲဒီနေ့ကျွန်တော်ထောင်းငရဲသားနေတော့မှာကောင်းကင်နာဖြစ်ရတာဝမ်းမမြောက်ဘူးလားဝမ်းမြောက်မယ်ပျောက်ဆုံးသောဝိညာဉ်တွေဖန်ဆီးဖို့ကျွန်တော်တို့တောင်းဝင်ပဲတိတိနှစ်လေးပါဘာပြောလဲလူပေါင်းတို့ဒီကရင်ချင်းတို့ရောက်၍တမန်တော်ရောက်သိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်တဲ့နော်အဲ့တော့ယေရှုကမွေးဖွားလာတဲ့အခါမှာအာနာဆိုတဲ့မျိုးသမီးကနော်လင်းနဲ့9နှစ်တာနေပြီးတော့82နှစ်တိုင်ဖခင်ရဲ့ဗိမာန်တော်မှာအစာရှောင်ဆုတောင်းပြီးတော့အဆက်မပြတ်နေတယ်တဲ့ယေရှုမွေးဖွားလာပွဲနော်ကျွန်တော်သမီးမွေးတော့ကျွန်တော်သားလေးမွေးတော့ကျွန်တော်ဆုတောင်းတယ်သမီးမွေးတော့မယ်မျိုးသမီးက40ကျော်တော့မယ်နောက်ဆိုရလားမရလားမသိဘူးဒီချိနေတဲ့ကိုဝင်ကသမီးဖြစ်ပါစေပေါ့နော်ကျွန်တော်စစ်တောင်းတယ်ရခဲ့တယ်သမီးမွေးလာတယ်သူလည်းတက်တည်ခံတယ်မွေးပြီးတဲ့အခါကျွန်တော်လည်းတက်တည်ခံတယ်အဲ့တော့ကျွန်တော်မိဘတွေကသားသမီးရဖို့ရအတွက်စစ်တောင်းရတယ်ကောင်းကင်ကအတ္တရှောင်းလောကကအတ္တရှောင်းထိကောင်းပွဲရရှိတယ်တဲ့လူအတ္တရှောင်းရခဲ့ပြီခြင်းတဲ့နော်လူလောကထဲရောက်ပြီးတော့မှမွေးဝင်ချင်းသိသွားတာညာသိရှိဒီနေ့6နှစ်တိုင်တယ်ဘုရားသခင်ကောင်းကြီးပေးတဲ့အတွက်ကျွန်တော်တို့ကျေးဇူးတော်မရှိမှဘယ်သူချီးမွမ်းမလဲနော်ကျွန်တော်တို့မရှိမှရင်ကြောက်တော့ကြောက်ခဲ့တဲ့ချီးမွမ်းမှာဖြစ်တယ်တဲ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးခွာပေးခြင်းနဲ့လူကခန်းကြီးနဲ့ခန်းငယ်40
သူငယ်ဒီလဲကြီးပွားရပညာဉာဏ်တက်တိနဲ့ပြည့်စုံပြီးဘုရားသခင်ကျေးဇူးတော်ဒီလဲသူ့အပေါ်၌တည်တဲ့အဲ့တော့ဒီသားလေးရဲ့ပုံမှာဘုရားသခင်ကျေးဇူးတော်တည်ဖို့ရန်အတွက်အတိတ်ကမိဘနှစ်ပါးပဲဖြစ်ပါတော့ဆရာတို့ဆရာမတွေအသက်တာကျွန်တော်အတူယူပါတယ်ကျွန်တော်အိမ်မှာလေလာဟောသားတယ်ပေါ့နော်ဆရာလည်းခွန်ပေးသွားတယ်ဆရာမလည်းခွန်ပေးသွားတယ်နော်ဗမာလူပဲပေါ့နော်အရန်နဲ့ခွန်ရတယ်နော်ဘာဖြစ်လို့အိမ်တော်ကြီးတရားဟောသွားတယ်နော်တကယ်ပဲကိုမိမကိုချစ်ရမယ်နော်မိဘနှစ်ပါးအစဉ်ပြေတဲ့ခါမှာသားသမီးတွေကအဲ့ဒီမိဘနှစ်ပါးကိုကြည့်ပြီးတော့အတူယူပြီးတော့မှသူတို့ကအသက်ရှင်ချောင်းလောင်းမှာဖြစ်တယ်ကျွန်တော်မျိုးမျိုးရခါသားမှာကျွန်တော်စကားများခဲ့တယ်ပြဿနာဖြစ်ခဲ့တယ်ကျွန်တော်တားရည်သမီးတွေကကျွန်တော်ရဲ့မိဘနှစ်ပါးရဲ့ပြဿနာဖြစ်တဲ့အပေါ်မှာအတူယူပြီးတော့မှမိဘမလေးစားတော့တကယ်ပဲနောက်တော့ကျွန်တော်ပြန်လောက်ရလဲဆိုတော့သူ့တောင်းပြန်ဆက်ကကျွန်တော်ပြန်ကြွေးကြော်ရတယ်ကြွေးကြော်တဲ့အဆင့်ထိရောက်သွားတယ်ငါသားကောင်းပြီငါသမီးကောင်းပြီငါဇင်းများကောင်းပြီငါကောင်းပြီယေရှုနာမအဖြစ်ကြွေးကြော်တယ်ဒီနေ့ကြွေးကြော်ပါငါယောက်ျားဆုံးနေလားဆုံးနေကောင်းပြီလို့ကြွေးကြော်ပါငါသားဆုံးနေလားဆုံးနေကောင်းပြီလို့ကြွေးကြော်ပါဟောနော်အဲ့တော့ကျွန်တော်ခုခွာပေးခြင်းနဲ့ခုနဓမ္မရာဆိုရင်ပထမဆောင်မှာအခန်းကြီး1ခန်းငယ်29 28ပေါ့နော်အဲ့ဒီမှာလည်းဆရာမခုနခွာပေးပြီးပါပြီနော်ဟန္နာရဲ့အကြောင်းဟန္နာကအမြုံမနော်အေလကာနာရဲ့မယား2ယောက်ရှိတယ်ပေါ့နော်ပိန်နေတာကတော့ကလေးမွေးတယ်ဟန္နာကတော့ကလေးမမွေးဘူးဒါပေမဲ့ဟန္နာဆွတောင်းတယ်ဘုရားသခင်ရရှိဖို့ရန်သူကသူ့ကိုမျိုးမျိုးတိုက်ခိုက်နှောက်ချက်ပြက်စီးတယ်မျိုးမျိုးပြောတယ်ပြည့်ညတ်တော်ကာလမှာကလေးမမွေးဘလောက်ထိဒုက္ခရောက်တယ်ဘလောက်ထိခံပြင်းတယ်ဆိုတာအမှသိရတယ်ပေါ့နော်အဲ့တော့သူမခံစားနိုင်တဲ့အခါမှာဗိမာန်တော်တခါနာသွားပြီးတော့တိုင်နာမှာသွားဆွတောင်းတဲ့အခါမှာနှုတ်ခမ်းလှုပ်ယုံလေးပဲသူဆွတောင်းတယ်အဲ့တော့အေလိကလာတွေ့တယ်အေလိကယစ်ပရောဟိတ်တကယ့်ကိုယစ်ပရောဟိတ်အေလိယပရောဖက်အေလိယမဟုတ်တော့ပရောဖက်အေလိဖြစ်တယ်ဟောဆွတောင်းအမှသူတည်တဲ့အခါမှာသူကြည့်ပြီးတော့မှဒီအမျိုးသမီးကတည်တည်းတောက်သားပြီးတော့မှသူကရစ်မှုနေတယ်တဲ့ပြစ်မှာဟိုမှားရင်းသာသူပြောလိုက်ဒါပေမဲ့ဟာနာဘာပြန်ပြောလဲကိုတော့ကျွန်မမဟုတ်ပါဘူးတိတ်ညှိုးငယ်သောသူဖြစ်ပါတယ်ဒါကြောင့်တားကိုမွေးဖွားဖို့ရအတွက်ကျွန်မဘုရားမှာဆွတောင်းနေတဲ့သူပါတဲ့ဣတိယလားဘုရားသခင်ထားဝရဘုရားတင်တောင်းတဲ့တာဖြစ်ပေးပြီပေါ့နော်ပေးစီပေါ့အဲ့ဒါသူမျက်နှာရှင်းလင်းတဲ့မျက်နှာနဲ့ထားသွားတယ်အဲ့တော့အေလိရဲ့တားတဲ့ကွာဟောပြီးနာနဲ့ဖိနာဟတ်နော်သူ့တားတဲ့ယောက်ကအဲ့မှာဓမ္မရာသီမှာကြည့်မယ်ဆိုပြရမှာပေါ့နော်အဲ့ဒီသူ့တားတဲ့ယောက်ကဘလောက်ထိစိုးသွန်းလဲအာရမအမှုပြုတော်သူလေတဲ့နော်အာရမအမှုပြုတော်သူလေတဲ့နော်အဲ့တော့တကယ်ပဲဟာနာချွတ်တောင်းတဲ့သားလေးရလာတဲ့အခါမှာရှမွေလာလေးမွေးလာတယ်အဲ့ဒီချမ်းမှာအပ်ထားတယ်ဒီနေ့ကျွန်တော်မိဘတွေကျွန်တော်သားသမီးကိုဘယ်သူလက်ထဲအပ်ထားလဲဒေါကလက်ထဲအပ်ထားတယ်ဒီနေ့ဘုရားသခင်လက်ထဲအပ်ပါလို့ကျွန်တော်တိုက်တွန်းခွာပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီဆက်နေမှာအငယ်ဆက်နေမှာပေါ့နော်အေလိသားတို့သည်တဲ့ထာဝရဘုရားကိုမတိအဓမ္မပြုကြ၏တဲ့လူများတို့တွင်ယစ်ပရောဟိတ်ပြုသောထုံးစံဟူမူကားတဲ့ရစ်ပူတော်ရဲ့မဲသားကိုပြုတ်စင်အခါတဲ့ရစ်ပရောဟိတ်အစေပါတယောက်သည်လာ၍သုံးချောင်းရှိသောအမဲကျိတ်ကိုကင်ကြရတဲ့အိုးအစရှိသည်တို့၌ထိုးခတ်၍အမဲကျိတ်တွင်ပါသမျှတို့ရစ်ပရောဟိတ်တို့သည်သိမ်းယူတတ်ကြ၏တဲ့နော်အဲ့တော့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့အေလိကရစ်ပရောဟိတ်ဖြစ်ပြီးသူ့သားသမီးတွေကိုသူဆုံးမတာအကျန်းနောက်ကြသွားတယ်အပြစ်ကိုကျူးလွန်ပြီးတော့မှဖယားတန်ခက်ကန်ဒီရမှသူကနောင်တရတယ်နော်အဲ့တော့ချမွေလာတွေကဟန္နာစွတောင်းပြီးရတဲ့ချမွေလာရဲ့သားဟန္နာရဲ့သားလေးချမွေလာတွေကကောင်းချင်းမှာအပြည့်အဝခံစားရတယ်ပေါ့နော်ရစ်ပရောဟိတ်ပြန်ဖြစ်လာတယ်နောက်ဆုံးမှာဘလောက်ထိဆိုးတောင်းသွားလဲဆိုတော့အေလိရဲ့သားဖိနာဟန်နဲ့ဟောဖိနာနော်အဲ့ဒီချင်းယောက်ကအဲ့ဒီမှာသူကစစ်ပွဲမှာစစ်ဆုံးပြီးတော့မှတည်သွားတယ်68နှစ်တိုင်အဲ့ဒီသူ့ရဲ့အဖေလည်းအေလိလည်းခုံပေါ်မှာစောက်ထိုးကြပြီးနောက်ပြန်ကြပြီးဇက်ကြိုးပြီးတည်သွားတယ်။ဘာကြောင့်လဲ။သားသမီးမဆုံးမလို့ဖြစ်တဲ့ဒီနေ့ကျွန်တော်တို့ယုံကြည်သူမိဘတွေသားသမီးမဆုံးမတဲ့သားသမီးတွေကလေနောက်ကဘက်တော်နဲ့လမ်းလွဲမယ်ဖခင်နဲ့လမ်းလွဲမယ်တက်ချင်းသောဝိညာဉ်တော်မထီမဲ့မြည်ပြုမယ်ဆိုရင်ကျွန်တော်တို့ထိတ်ဆုံးကမိဘတွေပဲတန်ခတ်ချင်းခါမှာဖြစ်တယ်။နော်တမန်တရားအတိုင်းကျွန်တော်တို့ချောင်းနှမ်းနိုင်ဖို့ရအတွက်ဒီသားသမီးတွေကိုနှုတ်ကပတ်တော်ခွာပဲကျွန်တော်ပေးရမှာဖြစ်တယ်ပေါ့နော်။တော့တစ်ချက်ခွာပြီးကြပါမယ်။ချိန်လေးနည်းနည်းကြာမှကျွန်တော်ဖွင့်လို့ပေးပါကျွန်တော်နိုင်ဝက်တော့ချိန်ပါမယ်။12 နာရီခွဲပေါ့နော်။ Okay ဆိုတော့ကြည့်တယ်နော်။အဲ့တော့
ဤသူငယ်ကိုရမ်းပြကြောင်းသူစွတ်တောင်းတယ်တောင်းတဲ့အတိုင်းရတယ်ဒါပေမဲ့သူတောင်းတဲ့အတိုင်းဖះမှာစွတ်ပန်ခဲ့တဲ့အတိုင်းရတဲ့သားလေးကကောင်းကြီးခံစားတယ်ဒီနေ့ကျွန်တော်တို့ဖះသားမိရဖို့တော့သူမတောင်းခဲ့ရင်လေပေးလာတဲ့ဖះသားမိအမွေဥစ္စာကိုကျွန်တော်တို့ကဖះလက်တဲ့အနံ့ကိုပန့်ခါသွားအနံ့တဲ့ကိုအရန်ကြီးကြီးတယ်ပေါ့နော်အဲ့တော့တုတ်တန်ညာခိုင်ကြီး73ခန်းငယ်24နော်3လေးဘက်ကျွန်တော်ဝင်ထားပြီးပေါ့နော်အစိုးတတ်မှာပါကျင်လုံးကိုမတုံးတော့သူဒီမိမိသားကိုမုန်းရသူကြောက်ပြီးသားကိုချစ်တော်သူမူကငယ်တော်ရွယ်မှာစ၍ဆုံးမတတ်၏တဲ့ဒီအရွယ်မှာကျွန်တော်ဆုံးမလို့ရတယ်ရိုက်လို့ရတယ်15နှစ်ဆိုရိုက်လို့မရတော့ဘူး16နှစ်ဆိုပြန်ထိုးပြီးဖေးယူအခုခေတ်ကအရန်ကိုစိုးတောင်းသွားတယ်တာသမီတွေပေါ့နော်ခုနဆရာမပြောသွားပြီးအိဖက်မှာနော်အဲ့ဒါချောင်းပါဒီမှာစကားကိုဘုရားသခင်အလိုတော်နဲ့ညီမျိုးစကားနားထောင်ဖို့ကျမ်းစာကတော့တွန့်ထင်ထားတယ်ဒါပေမဲ့ဒီနေ့တာသမီတွေကမိဘတစ်ခွန်းဆိုတာသမီးနှစ်ခွန်းမရဘူးရန်ဆိုးတယ်ဂိမ်းစော့နေတယ်ဖေးမိဘကျွန်တော်တို့ငယ်ငယ်တော့ဆိုရင်မိဘခိုင်းလို့ကျွန်တော်တို့ချက်ရှင်းထားလို့လားအခုကမရတော့ဘူးဘုန်းတော်ကဂိမ်းနဲ့ဝင်သွားပြီဆိုရင်လေသူတို့ရဲ့စိတ်ကဘာဖြစ်သွားလဲမိဘခိုင်းတာမလုပ်တော့ဘူးနေအောင်ဂိမ်းစော့တာပြီးတော့မှဒီလိုအော်တာဒီလိုပြောတာအဲ့တော့ဒီသားတွေသမီးတွေငယ်ငယ်လေးဒီသားလေးတွေငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုမဖြစ်ဖို့ရအတွက်အရေးကြီးတာကဒီအသက်ဒီရွယ်တွေကဆုံးမတွန့်တင်နိုင်ဖို့ရည်ကြီးတယ်ပေါ့နော်အဓိကဆရာမနဲ့ဆရာရတက်တာအရင်ရေးကြီးတယ်ပေါ့နော်သားသမီးတွေမေတ္တာပြနိုင်ဖို့ပေါ့နော်မကောင်းလားမဟုတ်ကောင်းပါတယ်တာရွေ့ကောင်းဖို့ရအတွက်ကျွန်တော်တိုက်တွန်းခေါ်ပေးခြင်းဖြစ်တယ်နော်အဲ့တော့ဒီသားသမီးတွေငယ်တဲ့အရွယ်မှာ15နှစ်အောက်မှာတော့ရိုက်လို့ရတယ်အမေရိကန်နိုင်ငံမှာလည်းစိုးတယ်သားသမီးရိုက်လို့မရဘူးဆုံးမလို့မရဘူးရိုက်လို့မရဘူးဆုံးမလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟုတ်အုပ်ပြန်မှနေတဲ့အချိန်ထိုင်းမှနေတဲ့အချိန်နံပါတ်1ကလေးတဲ့နံပါတ်1မိန်းမတဲ့နံပါတ်3ခွေးတဲ့နံပါတ်4ယောက်ျားတဲ့ကျွန်တော်ကယောက်ျားခွေးရဲ့နောက်မှာဖြစ်တယ်ကျွန်တော်မယုံဘူးအဲ့ဒါတကယ်မယုံဘူးဒီရောက်မှယုံတယ်တကယ်ပဲပေါ့နော်ဘလို့ယုံလဲဆိုတော့ဒီသားသမီးတွေကိုလောကပညာနဲ့တောင်းတင်ပေးပါဝိညာဉ်ပညာကိုလည်းတာရွေးတောင်းတင်ပေးပါကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်လောကပညာမတက်ဘူးကျွန်တော်ကျောင်းမနေရဘူးကျွန်တော်တို့ရဲ့နယ်ပြည်ကတကယ်ကိုအမဲအောင်နယ်ပြည်ဖြစ်တော့ကျောင်းတက်တဲ့အခါနေလို့မရဘူးနော်ဟိုကတိုက်ပွဲဖြစ်ဒီကတိုက်ပွဲဖြစ်တော့ကြအိမ်မီးဝင်ချွတ်တော့ကြပြစ်တက်ပြေးရတော့ကျောင်းမနေရကျွန်တော်ဖုန်းကျောင်းနေခဲ့ရတယ်ဖုန်းကျောင်းသားကျွန်တော်အလက်တန်းအောင်မှထွက်တယ်ဒီလောကတန်းကျောင်းတရားကိုကျွန်တော်မတက်ဘူးအင်္ဂလိပ်ကျွန်တော်မတက်ဘူးတော်တော်မှနော်ဒါကျွန်တော်ဖျားချိတ်ပြီးမှပြောတာပဲဖျားသခင်ကလည်းပညာရှိတွေကိုရွေးမကောက်ဘူးတဲ့ပညာမဲ့အယုံမြတ်လိုက်ရွေးတွေပဲရွေးကောက်တယ်တဲ့နော်အဲ့တော့ငါနောက်ကလိုက်လို့ငါရှိရောက်မယ်တဲ့ကျမ်းစာကပြောတယ်နောက်ကျွန်တော်ဗာပြောချင်လဲဆိုတော့ပညာမရှိတဲ့အသက်တာဘယ်လောက်ထိခက်ခဲလဲဆိုတော့ပြောပြကျွန်တော်ခုအင်္ဂလိပ်စာကမတက်တဲ့အခါမှာကျွန်တော်အကန်းလို့တဲ့ခုနကကျွန်တော်ထိတ်ဆုံးမှကျွန်တော်ပြောသွားပြီနော်ယုံကြည်သူချင်းအကန်းအကန်းလမ်းပြရင်ကြောက်တကြမယ်တဲ့သူကအင်္ဂလိပ်ကင်းလို့မတက်ဘူးကျွန်တော်ဗမာလိုပြောနေတယ်ကင်းလို့နားမလဲတဲ့ဗမာလိုနားမလဲတဲ့လူကအကန်းနဲ့မတူဘူးလားတူတယ်ကျွန်တော်လည်းကင်းလို့နားမလဲဘူးအကန်းမဲ့ကျွန်တော်အင်္ဂလိပ်စာမဖတ်တတ်ဘူးတနေ့မှကျွန်တော်အတီးအိမ်မှာကျွန်တော်ရှာသွားကပေးတဲ့အချိန်မှာကျွန်တော်ဘိုက်အားစားတယ်အတီးကလည်းခမကျွေးနောက်ကြတယ်အဲ့ဒီမှာအထုပ်တစ်ထုပ်တင်လာတယ်ခုံပေါ်မှာဘိုက်အားစားတယ်ဒီအထုပ်ကြည့်တော့မြေပဲဆန်ကြော်ထားသလိုပုံစံကျွန်တော်စားလည်းမဖတ်တတ်ဘူးလေကျွန်တော်တို့ချိန်မှာဆိုရင်အထုပ်တွေမှာဘာကောင်ရုပ်ရှိတယ်လေကျွန်တော်ကမတိတော့တခါလေဟာဒီဥစ္စာဘိုက်ကလည်းစားသွားပြီးတော့ဖွင့်ပြီးတော့ကျွန်တော်စားလိုက်တယ်ကျွန်တော်မြေပဲလို့ပဲအစိမ့်မစိမ့်မအရသာတအားကောင်းတယ်ပညာမရှိတဲ့အတက်တာအကန်းနဲ့တူရဆိုတော့တောင်းကျွန်တော်သိပဲရှင်းပြတာဟုတ်အတီးရပြန်လာအောင်အတီးတို့ဒါပါထုတ်လေခွေးစားဟုတ်ကျွန်တော်ခွေးစားတော့စားမိတယ်တကယ်ပဲကျွန်တော်ပညာမတက်အကန်းနဲ့တူတယ်ပေါ့နော်တကယ်ပဲပေါ့နော်အဲ့ကျွန်တော်ကြုံခဲ့တာဒီရက်ပိုင်းတွင်းလေးပါဗျာကျွန်တော်ဟုတ်ကဲ့ဟုတ်တာကျွန်တော်ဒုက္ခနဲ့ပါနေတာသမင်းမငတ်ဘူးတော့အမေရိကန်ရောက်မှသမင်းငတ်တယ်တခါလားဆက်ပြုတ်တော့ခဲ့ရတယ်အမေတို့ကိစောခဲ့ဆရာမလည်းမလားအားဒီကတားကြီးကလည်းလှုပ်ရှင်မလားအားနောက်ကဈေးဝယ်ပြီးတဲ့ဆရာမလည်းမလားအမေရိကန်မှာကတတိယခန္ဓာပြီပထမခန္ဓာပြီမဟုတ်ဘူးဒုတိယခန္ဓာပြီလောကခန္ဓာပြီပေါ့နော်ဒီမှာပြည့်စုံသွားပဲအများကြီးပဲအိမ်တိုင်းမှာစားစရာတောက်စရာအပြည့်စုံပဲဒီနေ့ကျွန်တော်တို့အုပ်ပြန်မှာဒုက္ခတင်မှာနော်နှုတ်ကပတ်တော်ဝင်ခါဖို့ချီးမွမ်းပွဲစစ်တောင်းပွဲလုပ်တဲ့အခါမှာလေအများကြီးစူးစမ်းတယ်ပတ်စံအရန်ကုန်တယ်အရန်နဲ့ဘယ်နည်းပြည့်တယ်လာတဲ့လူကလည်းအားရပါဆိုတာအားရပါစားဒီမှာကျတော့ကျွေးတာတော့မစားချင်ကျွန်တော်အမတယောက်ဆိုဟုတ်ပြီထိုင်းလာပြီးတော့ပတ်စံပို့ပြီးတော့ချီးမွမ်းလုပ်ခိုင်းတယ်ဒီမှာဘယ်သူမှမစားကြဘူးစားကြဘူးဟုတ်တယ်ဒီမှာဆရာလည်းပြင်စင်တာအများကြီးပဲနော်အဲ့တော့စားရင်တော့ဆရာလည်းမိသားစုတော့ကောင်းကြီးအများကြီးခံစားမှာပဲလေအဲ့တော့အိမ်တိုင်းမှာမရှိနေဘူးလားဆိုတော့ကောင်းကြီးမင်္ဂလာအပြည့်ရှာချမ်းပဲရှိနေတယ်ရှိတယ်နော်ရှိနေကြတယ်အဲ့တော့ဒီနေ့ဘာစားလာစားတာလဲဝိညာဉ်စာနှုတ်ကပတ်တော်အားရပါစားဖို့အရေးကြီးတယ်ဒီနိုင်ငံမှာကအချိန်ပိုင်းလေးကကျွန်တော်ရဲ့အစိတ်ပိုင်းလေးတစ်ခုပဲ
လူတရားရဲ့အစိတ်ပံလေးတစ်ခုပဲနော်အရှင်ကိုရန်သေးသားပါလေလောကအချိန်တော်လောကဘရင်ပေးထားတဲ့အချိန်တော်ဒီလောက်လေးစားတယ်ဆိုရင်ကျွန်တော်တို့ဖန်အားပေးတဲ့အချိန်ကိုကျွန်တော်မလေးစားနိုင်ဘူးလားလေးစားရမယ်တာရွက်အစာငှမယ်နော်တချို့ကနောက်ကဘက်တော့ဟောတဲ့အခါမှာဘာပြောလဲကြာလိုက်တာခြေလိုက်တာမပြောပါနဲ့ကျွန်တော်ပြီးခဲ့တဲ့2လပိုင်းကျွန်တော်လေဖြတ်သွားတယ်မစက်လက်ကျွတ်သွားတယ်မျက်လုံးနဲ့ဆောင်းသွားတယ်ရှာအားဟုတ်သွားအောင်လည်းရောက်သွားတယ်လက်တွေလိမ့်ကုန်တယ်ခြေထောက်တွေလှုပ်မနိုင်ဘူးအဲ့ကြမှာဟာလေလုယာသွားရှိမှန်းကျင်တယ်ကျွန်တော်မရဘူးနောက်ကျသွားတယ်ဒီနေ့ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်လေဖြတ်တဲ့နေရာနဲ့ပကတိတိုင်းပြန်ဖြစ်လာတကယ်ချင်းပေါင်းသိနေအများကြီးကျွန်တော်တို့မဖြစ်နိုင်တော့ဘူးမကောင်းနိုင်တော့ဘူးကျွန်တော်ဘာကြောင့်လေဖြတ်တာလဲကျွန်တော်လောကအလုပ်လုပ်ဖို့ကျွန်တော်ဘုရားကိုဂရုပေးတာမဟုတ်ဘုရားအလုပ်လုပ်ဖို့ကျွန်တော်ဂရုပေးတာဒီနေ့ကျွန်တော်ဘုရားအလုပ်ကိုလက်လွတ်ထားခဲ့ရင်လောကအလုပ်ပြန်လုပ်မိတာ6လအဲ့ဒီ6လမှာဘုရားကျွန်တော်အမျိုးမျိုးစုံစမ်းခြင်းတွေနဲ့အမျိုးမျိုးကျွန်တော်ပြဆွဲခေါ်လာတယ်နော်ဘုရားခင်ကျေးဇူးတော်ကြောင့်ပဲပေါ့နော်အဲ့တော့ကျွန်တော်တာသမီကိုဒုက္ခလေးနဲ့ရိုက်ပြီးဆုံးမတဲ့ကဲ့သို့နှုတ်ကပတ်တော်ထုံးနဲ့ကျွန်တော်တာရေးဆုံးမမှာဖြစ်တယ်ပေါ့နော်အဲ့တော့ချိန်လုံးကိုမတုံးသောသူဒီမိမိသားကိုမုန်းရာသို့ရောက်၏သားကိုရှစ်တော်သူကငယ်သောရွယ်မှာစာ၍ဆုံးမတတ်၏တဲ့ဒီတက်ဒီရွယ်တဲ့ငယ်တော့ရွယ်တဲ့မိဘကိုယိုသေးလေးစားတတ်ပြီးဆုံးမပါကျွန်တော်တိုက်လို့ခေါ်ပေးခြင်းနဲ့နော်သုတ်တန်ခိုင်းရင်23ခန်းငယ်73သူငယ်ကိုမဆုံးမပဲမနေနဲ့ချိန်လုံးနဲ့ရိုက်တော်လဲသူဒီမသေးချိန်လုံးနဲ့ရိုက်ရသူအသက်ဝိညာဉ်ကိုမနန္ဒနိုင်ငံမှာကဲနှုတ်ရပြီတဲ့ချိန်လုံး3လုံးကြောင်းကျွန်တော်ပြောပါလိမ့်မယ်အဲ့လောကချိန်လုံးဒီနေ့ကျွန်တော်သားမိကျွန်တော်ဖះကိုမတိတဲ့အချိန်မှာကျွန်တော်ရိုက်နှက်ပြီးဆုံးပါတယ်ကျွန်တော်သားလေးဆိုဟုတ်မပြောတော့တဲ့ပြေးတယ်သူ့အမေလိုက်ခေါ်တယ်တကယ်ပဲကျွန်တော်ဝိညာဉ်သဘောနားမနေခဲ့ဘူးဖះသဘောနားမနေခဲ့ဘူးအဲ့တော့ဒီနေ့လောကချိန်လုံးကတော့ငယ်သောရွယ်မှာရိုက်လို့ရတယ်ဆုံးမလို့ရတယ်နော်ကြီးလာတဲ့အခါမှာရွယ်တူဖြစ်လာတဲ့အခါခွာရင်ကြမ်းတူလာတဲ့အခါမှာလုံးဝရိုက်လို့မရတော့အဲ့ဒီအချိန်မှာကျွန်တော်ဘာနဲ့ဆုံးမမလဲဒါချော့ရတယ်ကျွန်တော်သားလေးကျွန်တော်အခုတအားချော့ရတယ်တအားကြွေးကြော်ရတယ်တအားစွတောင်းဆက်ကရတယ်ဖះချင်းမှာမျက်နှာထားဖို့ရတော့နော်အဲ့တော့မေတယောက်ကဆုံးမတယ်ဖះကာစီကကြီးမလုံးမိစေနဲ့ကျွန်တော်ကြုံခဲ့ရတဲ့အရာကျွန်တော်ကဆုံးမတယ်မေကာစီလုပ်တယ်မေကဆုံးမကျွန်တော်ကာစီလို့တားသမီးရမိဘမလေးယိုသေးမလေးစားတော့မေဆုံးမငြိမ်နေလိုက်ပါဖေဆုံးမလည်းငြိမ်နေလိုက်ပါပြီးမှလင်မယားနဲ့လက်ချင်းကန်ပြီးဆွေးနွေးကြပါတော့ဟိုဒီလိုဆုံးမတာလွန်သွားတဲ့ယောက်ျားကြီးဒီလိုဆုံးမတာမှားသွားမိန်းမကြီးဒီလိုမျိုးပေါ့နော်ကျွန်တော်ဆုံးမတဲ့ဖို့အရင်ရေးကြည့်ပါတယ်ပေါ့နောက်ဆုံးချက်သွားကြချိန်လုံးနဲ့ရိုက်ခြင်းနှုတ်နဲ့ဆုံးမခြင်းအဖြစ်ပညာတိုးပါတဲ့ဤတတိုင်းနေစေသောသူသည်အမိကိုချက်ခွဲတဲ့ဤတချို့မိဘတွေကလေလောကသားမိဘတွေကလေတတိုင်းနေစေတယ်တချို့ခရိယာမိဘတွေတတိုင်းနေစေတယ်ဒါသမီးနေကျင်တို့နေပြောမရတော့ဆုံးမလို့မရတော့လွတ်ထားလိုက်အခုခေတ်သားသမီးတွေကလေအခုဒီနိုင်ငံမှာအရန်ကြောက်ဖို့ကောင်းတယ်ဝိစီဝါဆိုင်တိုင်းမှာရှိတယ်တော့ဆရာဟောတော့အပေါင်းတဲ့မမကိုအရန်ကိုယူဆိုင်မှာဖြစ်တယ်အပေါင်းတဲ့လေးတစ်ချက်မှားတော့တာနဲ့လေအရန်ကိုမိဘစိတ်ချင်းရမှာဝမ်းနဲ့ကြည့်ကြမှာကျွန်တော်သားကြီးကကျွန်တော်အပေါင်းတဲ့မှားသွားတဲ့ခါမှာအရန်ကိုဝမ်းနဲ့ကြည့်ကြရတာအရန်ကိုမျက်ရည်နဲ့ကျွန်တော်စွတ်တောင်းခဲ့ရတယ်ဆရာအဲ့ဒီလိုမဖြစ်ဖို့ရအတွက်ကျွန်တော်တိုက်တော့ခေါ်ပေးတာဖြစ်တယ်နော်ဆရာဆိုရင်ကျွန်တော်တားတော့မလေးစလိတ်တော့မတော်တဲ့မိဖို့လေးပြချလိုက်တယ်ဆရာယူပြီးကြတော့နော်ဒါမဲ့ကျွန်တော်ဒါဘယ်လိုကြောက်ဆရာကိုကြောက်ပါဆရာကိုယူပြီးကြတာဒါမဲ့ဟုတ်ဘူးဘုရားသခင်ကိုပို့တာရေးကြောက်ရမှာဖြစ်တယ်ကျွန်တော်တအားတုံတင်ထားတဲ့တအားနဲ့နောက်ကဘက်တော့အားဖြစ်တုံတင်ဆုံးမတုံတင်ထားတဲ့ကျွန်တော်တာမီ3ယောက်စလုံးပေါ့နော်ဘုရားကိုလည်းကြောက်တယ်ဒါပေမဲ့အဲ့ဒီဖုန်းတွေအလိုလိုက်ပြီးဝယ်ပေးတယ်နော်အဲ့ဂိမ်းတွေဆော့တဲ့အခါမှာမိဘစကားနားမထောင်တော့ဘူးအလိုလိုက်တာလဲကြည့်ပြီးတော့လိုက်ပေါ့နော်အခုတာကြီးအားပြီးဆိုသူသားလက်ဝဲသူအလိုမလိုက်ဘူးဖုန်းပေးမစော့သူ့အမေလည်းဖုန်းပေးမစော့ကျွန်တော်အတူယူရတယ်နော်အတူယူပါတယ်အဲ့တော့ရှစ်အားကြီးပြီးတော့အလိုလိုက်ရင်လည်းမှားတတ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ခွာပေးနေရနော်အဲ့တော့ကျွန်တော်တို့တအားချစ်ဖို့လဲမဟုတ်ဘူးပေါ့နော်ချစ်တော့ချစ်နှလုံးသားထဲကချစ်အပေါ်နဲ့ထုံချစ်ပါမယ်ဟုတ်အဲ့တော့တင်းသားကိုဆုံးမတော့တို့ပြုရင်သူဒီတင့်ကိုချမ်းသာပေးမိတဲ့ထိုများမှာကစိတ်ချွန်လန်းစရာအခွင့်ကိုပေးမိတဲ့တုတ်တန်29ငယ်ဆက်ခွန်မှာတွေ့ရတာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ထပ်ပြီးခွန်ပေးမယ်တုတ်တန်ကြံခိုင်း20ငယ်6သူငယ်သွားရလမ်းမလိုက်ဆုံးမသွန်တယ်တော့တို့ပြုရင်သူဒီအိုတော့အခါထိုလမ်းမမလဲလိုက်သွားလိုက်ဘယ်လမ်းလဲဒီနေ့ဂိမ်းလမ်းထဲမှာဝင်သွားတယ်နော်ဂိမ်းလမ်းထဲမှာဝင်သွားတယ်တစ်တော့လမ်းထဲဝင်သွားတယ်အများကြီးပဲကျဲတဲ့လမ်းထဲကိုသားသမီးတွေယုံကြည်သူသားသမီးအများကြီးဝင်သွားကုန်ပြီဟုတ်အရင်တော့ဘုရားသခင်ရှိမှစာရမဏတ်ကသွားပြီးခွင့်တောင်းတယ်ယောဘကိုစုံစမ်းနှောက်ချက်ဖို့အတွက်ယုံကြည်သူနှောက်ချက်ဖို့အတွက်ဘုရားရှိမှခွင့်တောင်းတယ်အခုခွင့်မတောင်းတော့ဘူးနောက်ဆုံးသောကာလခင်းဆိုးသောကာလမှာစာရမဏတ်ကလေအရင်တော့အဝေးကနှောက်ချက်တာအခုအိတ်ရတယ်ရောက်လာခေါင်းပေါ်ရောက်လာပြီကျွန်တော်တို့အိတ်နေတဲ့ခေါင်းဘေးမှာခေါင်းပေါ်ရောက်လာအဲ့ပြီးတော့တက်နာနာဂိမ်းစောနော်
မကောင်းတဲ့စကားတွေကြည့်နော်ဒီတစ်တော်တွေဆော့လောကအရာနဲ့ပဲအချိန်ကုန်သွားတယ်နှစ်မြောင်းဖို့ကောင်းတယ်ဒီနေ့ဖခင်နဲ့အချိန်ကုန်တတ်ဖို့တုံတယ်ပေးပါကျွန်တော်တိုက်တော့ခေါ်ပေးခြင်းနဲ့နော်ဟုတ်အဲ့တော့ဦးမဲ့တော့ဒီဦးညစ်တော့အရေးကိုမထိတ်မဝှက်ပဲစက်ကတ်ရပြီဦးဖွားတော့တားယောက်ျားကိုလည်းငါအားစက်ကတ်ရပြီခန္ဓာဦးဖွားတားယောက်ျားချုပ်ပြီးတော့စက်ကတ်သွားခဲ့လို့ဒီနေ့တား3ယောက်တလုံးကိုစက်ကတ်လိုက်ပါနော်ဒီနေ့စက်ကတ်တဲ့အခါဘုရားဘုံထင်ရှားမှာဖြစ်တယ်ဒီနေ့ကြားတော့နှုတ်ကပတော့အရောက်စီတိုင်းမှာဘုရားဘုံကွယ်မှာဖြစ်တယ်အာမင်ဘုရားဘုံထင်ရှားမှာဖြစ်တယ်ပေါ့နော်ငါ့သားမျိုးတို့ဒီတမန်တရားလိုက်ကျင့်လေသည်ကိုငါကြားရဝမ်းမြောက်ခြင်းတဲ့တာ၍ဝမ်းမြောက်ခြင်းမရှိတဲ့အဲ့တော့ကျွန်တော်တို့ဘောလူကဘာတုံးတယ်လဲယုံကြည်သူသားမီးတွေငါသားမီးတွေငါဒီနေ့တမန်တရားလိုက်ကျင့်လေတော့ငါကြားရတဲ့အတွက်ကြောင့်ငါဝမ်းမြောက်ခြင်းနဲ့တာ၍ဝမ်းမြောက်ခြင်းမရှိဘူးတဲ့ကျွန်တော်သားမီးတွေဘုရားသခင်အမှုတော်မြတ်မှာတိမ်တိမ်မွေးမွေးနဲ့နှုတ်ကပတ်တော်အားဖြင့်ဘုရားတဲ့ဘက်မှာစိတ်အားကြီးရတွေ့ကျွန်တော်အားဝမ်းသာတာကျွန်တော်သားကြီးတော့အခုဆိုအရန်ကောင်းသွားပြီသင်တော်တက်ပြီးချီးမွမ်းတယ်ဆုတောင်းတယ်ဘုရားဘက်မှာစိတ်အားပြလှည့်လာတဲ့ခါမှာကျွန်တော်အရန်ဝမ်းသာတယ်နော်ဒီနေ့ဝิญဉ်မမိခင်တွေဝิญဉ်ဖခင်တွေအတင်းဥစ္စာအစားအများကြီးပဲနော်ရောကိုယ့်ရဲ့အတင်းသားတရားကိုယ့်ယုံကြည်သူတရားကဖရာတရားနဲ့တအားကိုစိတ်အားကြီးနေတာတွေ့မှဆိုရင်ဆရာမတို့ဝမ်းသာမှာဖြစ်တယ်ဆရာတို့ဝမ်းသာမှာဖြစ်တယ်နော်ဟာမွေးစင်းဝါနဲ့သုံးဆွဲပြီးတော့တဲလဲတဲဝဲဖြစ်နေမယ်ဆိုရင်နော်ဆရာမလည်းစိတ်ချမ်းသာမှာမဟုတ်ဘူးမိဘလည်းစိတ်ချမ်းသာမှာမဟုတ်ဘူးဆိုတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးတစ်ပိုက်ကိုသွားမယ်အကြောင်းမူကငါတို့ဒီဤဘွားလိုက်တည်သောမျိုးမရှိနောင်ဖြစ်လက်သောမျိုးကိုရှာရ၏ထို့ကြောင့်ငါတို့သည်ဘုရားသခင်ကျေးဇူးတော်ကိုဝန်ခံလျက်နှုတ်ခမ်းသည့်ဒီဟုသောရှင်မကြီးကိုသခင်ယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ရှေ့တော်၌အစဉ်ပူဇော်ကြကုန်အံ့ဖေဘုရားခန်းကြီး73ခန်း14 15နော်အဲ့တော့ကျွန်တော်တို့တကယ်ပဲဘုရားသခင်ရှေ့မှာနှုတ်ခမ်းအသီးမိဘနှစ်ပါးအရန်ကြီးပါလေကျွန်တော်ခွာပြောပေးနေတာပဲကျွန်တော်ခွာယူနေတာဖြစ်တယ်ကျွန်တော်အဆုံးဆုံးပဲနော်ပေါလုကဘာပြောလဲငါဒီတမန်တော်ဖြစ်တယ်အကြီးဆုံးဖြစ်တယ်ငါဒီအညံ့ဆုံးဖြစ်တယ်ပေါလုကပြောငါဒီတမန်တော်ထဲမှာအကြီးဆုံးဖြစ်တော့လေငါဒီသင်္မားထဲမှာအညံ့ဆုံးဖြစ်တယ်သင်္မားကိုမဟောခင်မထိခင်တန်လဲတဲ့ဓာတ်တို့လည်းထက်တယ်သင်္မားကိုမထိကိုယ်တိုင်ရှိတယ်နော်တကယ်ပဲနော်အဲ့တော့ကျွန်တော်ခွာပေးရင်လည်းလောက်ဝါကတ်တိုင်ရံပတ်ပြူကြောခိုင်းပြီးမချင်းမိစေဖို့ကြံအတွက်အရေးကြီးဆုံးချက်ကမိဘနှစ်ပါးရဲ့တာဝန်ပဲဖြစ်တယ်အသင်းဥစ္စာတွေရဲ့တာဝန်အသင်းသူတင်လာဝิญဉ်ဖခင်ဝิญဉ်မိခင်တွေရဲ့တာဝန်တွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပါတချို့ကအရက်လေးတစ်ခွက်တောင်းပြီးမောင်းထုတ်နော်ကိုလေးစားပြီးမောင်းထုတ်နော်ဒုစရိုက်နဲ့ကင်းတဲ့သူကမရှိပါဘူးဘုရားသခင်ဘာပြောလဲဒုစရိုက်ကိုငါမှတ်ထားမယ်ဆိုရင်တို့တယောက်မှခံနိုင်ဘူးတဲ့ဒုစရိုက်တားကောင်းတွေပဲဒုစရိုက်အပြစ်သားတွေပဲပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့နောက်ဆုံးဖြည်းဖြည်းခိုင်းရှောက်ခိုင်းတဲ့ဒီကိုချက်သွားယူပါမယ်ဟုတ်ကဲ့နောက်ဆုံးပိုက်ပါနော်နောက်ဆုံးပိုက်တွေများနေလို့လေစိတ်မညစ်ပါနဲ့နော်ဒီပြခိုင်းကြီးမညစ်ဘူးဒီပြရှောက်လေးလက်ဝါးကတ်တိုင်ရံပတ်ပြကြောကန်ပြီးကျင့်တော်သူမဖြစ်စေဘူးပမာတတိအားဖြင့်ကျွန်တော်ကအသက်ရှင်ရတာဖြစ်တယ်ဒီပြခိုင်းကြီးချောက်ခိုင်းတဲ့လေးကိုတစ်ချက်ခွာယူအောင်အလင်းတို့တစ်ခါရောက်ရင်ကောင်းကင်ဆုယေရှုကိုမြည်ဆန်းခြင်းတက်ချင်းသောဝိညာဉ်တော်ကိုခံယူခြင်းဘုရားသခင်ကောင်းမြတ်ခြင်းတရားစကားကိုနောင်ကပ်ကလာ၏တကိုးများကို၎င်းမြည်ဆန်းခြင်းရှိပြီးမှရွေးလျော်ဖောက်ပြန်သောသူတို့သည်မိတို့တွင်ဘုရားသခင်သားတော်ကိုလက်ဝါးကတ်တိုင်မှာကွက်မြတ်၍အသေးရတော်ကိုချုပ်ချသောသူဖြစ်သောကြောင့်နောက်တစ်ဖန်နောင်တရအံ့သောအသေးပြုပြီးခြင်းတို့မရောက်နိုင်ကြတဲ့ဒီနေ့ကြုံကြည်သူသားသမီးတွေကိုယ့်သားသမီးတွေနော်တန်ရှင်းသောဝင်ကြောင်မပြစ်မှားမိစေဖို့အေလိရဲ့သားတွေလိုမပြစ်မှားမိစေဖို့ရအတွက်ကျွန်တော်အကျမ်းကိုတုံတင်ရမှာဖြစ်တယ်နော်အဲ့တော့အရန်နဲ့မတုံတင်အရန်နဲ့ပြက်စီးမှာနှုတ်ကပတ်တော်ကောင်းစင်ပေါ့နော်အဲ့တော့အရန်နဲ့တုံတင်မှာအရန်နဲ့ကောင်းကြီးခံစားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟေပြဲ6လေးနဲ့အဆုံးတတ်တာဖြစ်တယ်ပေါ့နော်အရောက်စီတိုင်းနှလုံးသားမှာရှိမိတီဆောက်ဆရာဖြစ်ပါသည်ဘုရားသခင်တာရဲ့အသုံးပြုကောင်းရှိရပါစေအာမင်